မြို့ပြနဲ့ကျေးရွာမှာရှိတဲ့အိမ်တွင်းဖြစ်အလုံယုံတွေကထုတ်လုပ်ပြီးလှပတဲ့လက်ရာတွေကိုမိတ်ဆက်ပေးတဲ့နေရာစစ်မှန်တဲ့လက်မှုပညာနဲ့ရိုးရာသဘာဝဒီဇိုင်းတွေကိုတနေရာထဲမှာမြင်တွေ့နိုင်မဲ့နေရာမမြင်ရသေးတဲ့လက်မှုလက်ရာတွေကိုလူသိများလာစေမဲ့ဖြစ်တည်မှုတဘာဝအရင်းမြစ်တွေကိုအသုံးပြုပြီးရိုးရာကိုအခြေခံထားတဲ့လက်လုပ်ထုတ်ကုန်တွေရှိမဲ့နေရာပစ္စည်းတိုင်းကိုအမှုစိတ်ဖန်တီးထားပြီးရိုးရှင်းစွာနေထိုင်ခြင်းကိုမျက်နှိုးသူတွေအတွက်တီးတန့်တည်ရှိမှုရိုးရှင်းတဲ့ဘဝပုံစံနဲ့ယဉ်ကျေးမှုအလှကိုတန်မိုးထားသူတွေအတွက်မျက်နှိုးရာနေရာဖန်တီးသူနဲ့ဝယ်သူနှစ်ဖက်စလုံးအတွက်မှန်ကန်တဲ့ဈေးနှုန်းနဲ့တန်မိုးကိုမိတ်ဆက်ပေးတဲ့နေရာနှလုံးသားနဲ့ဖန်တီးထားပြီးရည်ရွယ်ချက်နဲ့ချိတ်ဆက်ထားတဲ့ဉာဏ်